ကြီးပေါင်းခါကြီးပေါင်းနဲ့လက်မောင်းဒီအစ်စ်နဲ့ဒေါင်းစင်းနဲ့ဂျာကြီးပေါင်းခံစားရတာလေဥပမာဒီလိုအကုန်လုံးလက်တွေပါတွေကအကုန်မြောက်လို့ရတယ်ဒီလိုအနောက်တစ်ခုအဲ့လိုလှမ်းယူလိုက်ပြီဆိုရင်သူကဝိတ်ပါလာတဲ့အတွက်ဒီကောင်ကနားရတယ်အဲ့ဒါကိုတိလာတယ်ခါကကြတော့ဖြစ်နေတာကြာပြီဒါပေမဲ့ခါတော့ကြာကြီးလာတော့ဟိုခါရိုးတွေပါတွေဟိုအချိန်နဲ့ဆိုးသွားမှာဆိုတော့အဲ့ဒါနဲ့တူလေးကဒီမှာလောက်တာပျောက်သွားတယ်လေတူလေးကကြတော့ तू ကလက်မောင်းကြိုက်တာနဲ့အစ်စ်ရောင်တာအဲ့ဒါ तू လာပြတာ तू က3ကပဲလာလိုက်တယ်ပျောက်သွားအဲ့ဒါနဲ့ဟဲ့နင်ကောင်းတယ်ဆိုငါလည်းသွားမယ်ဆိုပြီးတော့လာတာအခု၄ကမြောက်ပေါ့အဲ့လာတော့ကအဲ့3ဘက်ပေါ့လက်နှစ်ဖက်နဲ့ခါဟိုဒီလက်ကပျောက်သွားပြီဒီလက်မျိုးစမ်းကြည့်ပြီးပျောက်တယ်ဒီဘက်လက်ကလည်းကြံတယ်ခါကတော့ကြံသေးတယ်ခါအရင်တော့ဆိုရင်လမ်းလျှောက်ဟိုတပြက်စီးတစ်ပိုက်လဲပြီးဆိုဒီနားနဲ့ဟိုနားလောက်ရောက်ပြီးဆိုခါတချမ်းစောင်းဝိုင်းနားလို့အခုခါလည်းတက်တာတယ်ဟုတ်ကဲ့ကုသပေးတာဟိုအဖြစ်ပါတယ်ဂယုစိုက်ပါတယ်တော်တော်လေဟိုကတေချာစနစ်တကျနဲ့လေကြာနနလုပ်ပါတယ်အဲ့ဒါနဲ့အခုကိုကဟိုဒီခါမှလည်းတော်တော်လေးတိတာလာတယ်ဘာဖြစ်လို့ဆိုတော့ခါရေရှည်အတွက်ခါလှုပ်ရတာဟိုကောင်းနေတယ်အခုကျတော့သွားနိုင်လာနိုင်တယ်လှုပ်ရှားနိုင်တယ်ဒါပေမဲ့နောက်တစ်ချိန်ကျရင်ဒီကြီးပေါင်းဆိုတဲ့အမျိုးကကြက်ဟိုအရန်အချိန်နေဆိုးသွားမှာဆိုလို့ဟိုလာလှုပ်တာတော်တော်ပေါ့သွားပြီ